2000ခုနှစ်6လပိုင်း17ရက်နေ့မှာဘင်လာဒင်ဦးဆောင်တဲ့အေကိုင်းနာအဖွဲ့တွေကအမေရိကန်ရဲ့ Wall Street Center ကိုလေယာဉ်နဲ့ဝင်တိုက်ခဲ့တာကြောင့်အာဖဂန်နစ္စတန်မှာရှိတဲ့အိုစမာဘင်လာဒင်ကိုကာကွယ်ပေးနေတဲ့တာလီဘန်အဖွဲ့တွေကိုအမေရိကန်ကစစ်ကြေညာခဲ့ပါတယ်။ဒီလိုကြမ်းဖက်မှုတွေကိုတိုက်ဖြတ်နေတဲ့အဖွဲ့အစည်းထဲမှာတော့နိုင်ငံပေါင်း38နိုင်ငံရှိပြီးတောင်ကိုရီးယားနိုင်ငံလည်းပါဝင်ကတိုက်ခိုက်ရေးအတွက်မဟုတ်တဲ့တပ်မတွေကိုအာဖဂန်နစ္စတန်တို့ဆစ်လွတ်ခဲ့ပါတယ်။အမေရိကန်ရဲ့ဦးဆောင်မှုအရအမေရိကန်ကလိုလားတဲ့ဆက်ဆံရေးအခြေအနေတွေကိုထူထောင်နိုင်ခဲ့ပြီးတော့အာဏာဆုံးရှုံးသွားတဲ့တာလီဘန်တွေဟာအသေးကဘုံခွဲမှုတွေကိုကျူးလွန်ပြီးနိုင်ငံသားတွေကိုလည်းပြန်ပေးဆွဲခဲ့ကြပါတယ်။2006ခုနှစ်စက်တင်ဘာလ19ရက်နေ့အာဖဂန်နစ္စတန်နိုင်ငံဂျာဘူမြို့ရဲ့လူသူကင်းမဲ့တဲ့တနေရာမှာဘတ်စကားတစ်စီးမောင်းနေပါတယ်။ထိုဘတ်စကားထဲမှာတော့တောင်ကိုရီးယားနိုင်ငံသား23ယောက်ပါပြီးသူတို့တွေကခရီးတစ်လျှောက်အစားအရာအဆင်ပြေဖို့အတွက်ဆူတောင်းနေကြပါတယ်။တွိုင်းရင်နဲ့ခဏအကြာမှာကားကရုတ်တရက်ရက်သွားပြီးလှမ်းကြည့်လိုက်တော့လက်နက်ကင်တဲ့အဖွဲ့တွေကအရှိကနေပိတ်ရက်ကကားမှန်ကိုတနက်နဲ့ပြစ်ခွဲခဲ့ကြပါတယ်။ထိုလက်နက်ကင်ထားတဲ့အဖွဲ့တွေကတာလီဘန်တွေဖြစ်ပြီးတော့ကိုရီးယားလူမျိုးတွေကိုပြန်ပေးဆွဲကကြောက်လန့်ပြီးထွက်ပြေးသွားတဲ့အာဖဂန်သားရင်မောင်တယောက်ကိုလည်းတနက်နဲ့ပစ်တက်ခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံခြားရေးနဲ့ကုန်သွယ်မှုရေးရာဝန်ကြီးဌာနမှာတော့တန်တမန်ရေးရာညှိနှိုင်းရေးမှုဖြစ်တဲ့ဂျောင်ဆိုတဲ့လူရောက်လာကပြန်ပေးဆွဲခံရတဲ့လူတွေရဲ့အချက်လက်ကိုစစ်ကြည့်တော့တာမန်ပြည်သူတွေမဟုတ်ပဲကာလာတိုမရှင်သွားလောက်ကြတဲ့အဖွဲ့တွေဖြစ်မှန်းသိသွားကြပါတယ်ခဏအကြာမှာသတင်းကနေတာလီဘန်သတင်းတက်လာကတာလီဘန်တွေကကာဘူးမြို့ရဲ့ထောင်ထဲမှာဖမ်းချုပ်ထားတဲ့တာလီဘန်တိုက်ခိုက်ရေးသမား23ယောက်ကိုပြန်လွှတ်ဖို့နဲ့အာဖဂန်မှာတက်ဆွဲထားတဲ့ကိုရီးယားတပ်မတွေကိုပြန်ရုပ်သိမ်းပေးရင်ကိုရီးယားလူမျိုးတွေကိုပြန်လွှတ်ပေးမယ်လို့ပြောကအချိန်24နာရီပေးလိုက်ပါတယ်ပြန်ပေးဆွဲခံရတဲ့လူတွေဟာကာလာတိုမရှင်လုပ်တဲ့လူတွေဖြစ်မှန်းသိသွားရင်အန်ဒီရများတာကြောင့်ဂျောင်ဟာသူ့ရဲ့လက်ထောက်ဖြစ်သူကိုပြည်သူ့ရေးရာရုံးကိုအမြန်သွားပြီးတော့ပြန်ပေးဆွဲခံထားရတဲ့လူတွေကစေတနာဝန်ထမ်းတွေဖြစ်ကြောင်းသတင်းပို့ခိုင်းခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံကာရာချီထိန်းသိမ်းရေးစခန်းတစ်ခုမှာထိန်းသိမ်းခံထားရတဲ့လူတစ်ယောက်ကိုအရာရှိတစ်ယောက်ကအာမခံနဲ့လာရောက်ခုံဆောင်နေပါတယ်။ထိုသူကတော့ဖတ်တယ်ရှီလို့အမည်ရှိပြီး NIS ဆိုတဲ့နိုင်ငံတော်စုံစမ်းစစ်ဆေးရေးဌာနကလူဖြစ်ပြီးကိုရီးယားဒဇာခံ23ယောက်အဖမ်းခံထားရကြောင်းအသိပေး၍အာဖဂန်နစ္စတန်ကိုတွားဖို့အရာရှိကပြောလိုက်ပါတယ်။တာလီဘန်တွေသတ်မှတ်ထားတဲ့အချိန်ကိုရောက်ဖို့9နိုင်ရီပဲကျန်တော့တာဖြစ်ပြီးကာဘူးမြို့ရဲ့လေဆိပ်သို့ရောက်ရှိလာကြတဲ့ဒူးဝင်ကြီးနဲ့အရာရှိကြောင်တို့အားပူးပေါင်းဆောင်ရွက်ဖို့လာတွေ့တဲ့ဖတ်တယ်ရှိကတာလီဘန်တွေဟာရှေ့မှာစံနမူတာထားလောက်တဲ့အဖြစ်အပျက်တွေရှိခဲ့တာကြောင့်ဒဇာခန်တွေကိုတတ်မှတ်တဲ့အချိန်မရောက်ခင်လေးမှာအပြုသဘောဆောင်တဲ့အချက်ပြမှုမျိုးကိုသာလုပ်ဖို့တတိပေးခဲ့ပေမဲ့အရာရှိကြောင်ကတော့စကားတခုမှမပြောဘဲလစ်လျူရှုလိုက်ပြီးအာဖဂန်နိုင်ငံသားရေးဝန်ကြီးဌာနသို့မောင်းထွက်လာခဲ့ပါတယ်။နိုင်ငံသားရေးဝန်ကြီးတွေဆွေးနွေးနေကြတဲ့အရာရှိကြောင်တို့ဟာရှေ့တစ်ခေါက်ကအီတလီသတင်းထောက်တစ်ယောက်ကိုတာလီဘန်အကျဉ်းသားတစ်ယောက်နဲ့လဲလှယ်ပေးခဲ့တဲ့အကြောင်းကိုပြန်ပြောပြနေပြီးထိုနည်းတူစွာပဲကိုရီးယားဒဇာကန်တွေကိုတာလီဘန်အကျဉ်းသားတွေနဲ့လဲလှယ်ပေးဖို့တောင်းဆိုနေပါတယ်။သို့တော်အီတလီသတင်းထောက်တုံးကတာလီဘန်တယောက်တည်းကိုသာလွှတ်ပေးခဲ့ရတာဖြစ်ပြီးယခုတစ်ခေါက်ကအရေးအတွက်များတာကြောင့်လဲလှယ်ဖို့ကိစ္စမဖြစ်နိုင်ကြောင်းဝန်ကြီးချုပ်ကပြန်ပြောပါတယ်။ထို့အချိန်အရာရှိကြောင်ကတာလီဘန်တွေရဲ့တောင်းဆိုချက်တစ်ခုဖြစ်တဲ့အာဖဂန်အစိုးရကိုကူညီနေတဲ့ကိုရီးယားတပ်မတော်သားတွေပြန်ဆုတ်ဖို့အကြောင်းပြောပြီးဝန်ကြီးအားဖြောင်းဖျားခဲ့တော်လဲကိုရီးယားအစိုးရဘက်ကဒီပြန်ပွေးဆွဲတဲ့ကိစ္စမဖြစ်ခင်ကတည်းကဒီနှစ်ကုန်ရင်တက်ဆုတ်ဖို့စီစဉ်ထားတာကိုဝန်ကြီးချုပ်ကသိနေတာကြောင့်တာလီဘန်တွေဟာလွယ်ကူတဲ့တောင်းဆိုချက်ကိုတောင်းဆိုခဲ့တာပဲလို့ဝန်ကြီးကပြန်လည်ပြောဆိုလိုက်ပါတယ်။သို့တော့အရာရှိကြောင်ကဒီသဘောတူညီချက်ကိုသာလက်မှတ်ထိုးပေးလိုက်ရင်ကိုရီးယားတပ်မတော်သားတွေကိုအင်အားထပ်ပို့ပေးမှဖြစ်ပြီးအာဖဂန်နစ္စတန်နိုင်ငံအတွက်ဆေးဝါးအကူအညီတွေပေးပြီးလမ်းတွေကိုလည်းချဲ့ထွင်ပေးမှဖြစ်တယ်လို့ပြောတာကြောင့်ဝန်ကြီးကလက်မှတ်ရေးထိုးပေးလိုက်ပါတယ်။ထို့နောက်အရာရှိကြောင်ကကိုရီးယားဝန်ကြီးချုပ်ထံသို့ဖုန်းဆက်ကသဘောတူညီချက်စာချုပ်လက်မှတ်ထိုးပြီးဖြစ်ကြောင်းပြောပြီးလွှတ်ပေးမဲ့အချိန်ကိုသာစောင့်ကြည့်နေရမှာဖြစ်တယ်လို့သတင်းပို့လိုက်ပါတယ်။အရာအဆင်ပြေသွားပြီးအထင်နဲ့မျက်နှာတက်နေတဲ့အရာရှိကြောင်ထံဖတ်တယ်ရှိရောက်ရှိလာပြီးတာလီဘန်တွေကိုလွှတ်ပေးဖို့ကိစ္စမဖြစ်နိုင်ကြောင်းပြောနေတဲ့အတွက်တန်တမန်ရေးရလျှို့ဝှက်ချက်တွေမှုခိုးနှောက်ထောက်နေတာလားဆိုပြီးအရာရှိကြောင်ကဆွဆွဲလိုက်ပါတယ်။အာဖဂန်နိုင်ငံသားတွေဟာတာလီဘန်တွေဆိုရင်ပထွေမုံနေကြတာဖြစ်ပြီးအရင်တစ်ခေါက်ကတာလီဘန်2ယောက်3ယောက်ကိုလွှတ်ပေးဖို့လုပ်ခဲ့တဲ့သမ္မတဟာခေါင်းပြတ်မလို့ဖြစ်ခဲ့တာကြောင့်ယခုတစ်ခါ23ယောက်လွှတ်ပေးဖို့ဆိုတာဘလို့မှမဖြစ်နိုင်ကြောင်းဖတ်တယ်ရှိကရှင်းပြနေပါတယ်။ထို့အချိန်မှာပဲသတင်းစာရှင်းလင်းပွဲစနေပြီဆိုပြီးလာပြောတာကြောင့်တွားရောက်ကြည့်ရှုတဲ့အခါဘယ်အခြေအနေပဲရရောက်တာလီဘန်တွေကိုလွှတ်ပေးဖို့အစီအစဉ်ရှိလာမှာမဟုတ်ကြောင်းပြောပြနေတဲ့ဝန်ကြီးကိုကြည့်ပြီးတစ်ဖွဲ့လုံးခေါင်းရှုပ်သွားပါတယ်။ညွှန်ကြားရေးမှူးစီကဖုံးဝင်လာချိန်နားလည်မှုလွဲနေကြောင်းရှင်းပြပေးမဲ့လည်းအချိန်ကတနအီတာကျွန်တော်တာဆိုပြီးတော့ဒေါ်တာထက်စွာပြောပြီးဖုန်းချသွားပါတယ်။အကျိုးကြောင့်မေးဖို့နိုင်ငံခြားရေးဝန်ကြီးဌာနသို့တွားနေတဲ့ဒူးဝင်ကြီးနဲ့အရာရှိကြောင်တို့ဟာလမ်းပိတ်ဆို့မှုနဲ့ကြုံတွေ့နေရပြီးအချိန်လည်းမရှိတော့တာကြောင့်လမ်းဆင်းလျှောက်သွားနေစဉ်အကြံဖက်သမားတယောက်ရဲ့အသေးခံဘုံခွဲတိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ကံကောင်းစွာနဲ့အရာရှိကြောင်ကခေါင်းမှာဒဏ်ရာအနှဲငယ်သာရရှိသွားပြီးအသက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့ဘေးကအာဖဂန်နိုင်ငံသားတွေအားကြည့်ပြီးတာလီဘန်တွေကိုမုန်းရတဲ့အကြောင်းရင်းကိုသိ
သွားကြပါတယ်။မိနစ်30ပဲကျန်တော့တာမို့ဘယ်လိုလုပ်ရမလဲဆိုပြီးလှမ်းမေးတဲ့ဝန်ကြီးချုပ်ကိုအခုလေတင်ဘုံခွက်ခံထားရတဲ့အရာရှိကြောင့်ကကိုရီးယားတပ်တွေဆုတ်ခွာဖို့တရားဝင်ကြေညာလိုက်ပြီးအစ္စလမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုဆက်သွယ်ဖို့အကြံပေးလိုက်ပါတယ်။ခဏအကြာတာလီဘန်တွေကအချိန်နောက်ထပ်24နာရီတိုးပေးကြောင်းသတင်းရောက်လာတာကြောင့်စိတ်သက်သာရထားတဲ့အရာရှိကြောင့်ကဝန်ကြီးဌာနသို့တယောက်တည်းကမန်ကရန်လမ်းလျှောက်ထွက်သွားခဲ့ပါတယ်။ဝန်ကြီးထံရောက်သွားတဲ့အခါသဘောတူညီချက်မှာလက်မှတ်ထိုးခဲ့ပေမဲ့ရက်တိချက်ပြောင်းလဲသွားတဲ့အကြောင်းရင်းကိုမေးတော့ကိုရီးယားအစိုးရအနေနဲ့ဒဇက်ကန်တွေလွတ်ပေးဖို့ကိစ္စတစ်ခုတည်းကိုသာသိပြီးအာဖဂန်အစိုးရကတော့ကိုရီးယားတပ်တွေထွက်ခွာသွားခဲ့ပြီးရင်တောင်တာလီဘန်တွေကိုဆက်လက်တိုက်ခတ်နေရအောင်မှာဖြစ်တာကြောင့်သူ့ဆုံးဖြတ်ချက်ကိုနားလည်ပေးဖို့ဝန်ကြီးကပြောနေပါတယ်။အရာရှိကြောင့်ကအပြစ်မဲ့ပြည်သူတွေတေတာကိုထိုင်ကြည့်နေမှလားလို့မေးလိုက်တဲ့အချိန်ဝန်ကြီးကအခုဖန်ဆီးခံထားရတဲ့ဒဇက်ကန်တွေဟာပြည်သူတွေမဟုတ်ပဲကာလာတိုမရှင်နဲ့ရောက်လာတဲ့လူတွေမှသိနေကြောင်းပြောပြီးတာလီဘန်တွေကတကယ်လိုချင်တာထောင်ချနေတဲ့အကျဉ်းသားတွေမဟုတ်ကြောင်းရှင်းပြတော့အရာရှိကြောင့်ကနားမလည်နိုင်ဖြစ်သွားပါတယ်။တကယ်တော့တာလီဘန်အကြမ်းဖက်သမားတွေကိုလှုပ်ပေးဖို့ကိစ္စဘလို့မှမဖြစ်နိုင်တဲ့အကြောင်းကိုတာလီဘန်တွေဘက်ကသိထားပြီးသားဖြစ်ပါတယ်။သို့တော့အာဖဂန်အစိုးရကိုကူညီပေးနေတဲ့နိုင်ငံခြားရေးတွေနဲ့တန်တမန်ရေးရအဆင်မပြေဖြစ်တာကိုလိုချင်တာကြောင့်တိတိရက်နဲ့တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ဒီအချိန်မှာဖတ်တဲ့ရှီကလောင်ကစားဝိုင်းမှာကာဆင်းဆိုတဲ့စကားပြန်တယောက်ကိုတွားရောက်ခေါ်ဆောင်နေပြီးအရာရှိကြောင့်ကတော့ဒူးဝင်ချီထံသို့ပြန်လာပြီးအာဖဂန်အစိုးရကပြန်ပေးဆွဲထားတဲ့သူတွေရဲ့အချက်လက်တွေကိုရထားတဲ့အကြောင်းသူမသိလို့ဝန်ကြီးကိုမေးခွန်းထုတ်ပြီးဒေါသထွက်နေပါတယ်။အကြမ်းဖက်သမားတွေတောင်းဆိုသမျှကိုလိုက်လျော်ပေးလိုက်တဲ့နိုင်ငံဟာကမ္ဘာ့သမိုင်းမှာအမဲဆက်တစ်ခုအဖြစ်ကျန်ရှိခဲ့မှာဖြစ်တာကြောင့်အကျဉ်းသားလွတ်ပေးတဲ့နီလန်ကိုမတုံးပဲတခြားနီလန်ကိုတုံးဖို့ဒူးဝင်ကြီးကပြောနေပါတယ်။ဒါပေမဲ့ဒီအခြေအနေမတိုင်ခင်မှာရှေ့မှာဖြစ်ခဲ့တဲ့ဂျာမနီအစိုးရတုန်းကလည်းထိုနီးတူစွာဒဇက်ကန်တွေကိုလဲလှယ်မပေးခဲ့လို့တပ်ဆုံရှုံခဲ့ရကြောင်းပြောနေတဲ့အရာရှိကြောင့်ကိုစိတ်အေးထားဖို့ပြောကနိုင်ငံတော်စုံစမ်းစစ်ဆေးရေးဌာနကဂျီဂါဆိုတဲ့နီလန်နဲ့ဖြစ်ရှင်းပြီးမှဖြစ်တာကြောင့်ဒူးဝင်ကြီးကရှင်းပြပါတယ်။ဂျီဂါဆိုတာအာဖဂန်လူမျိုးစုအစည်းအဝေးတစ်ခုဖြစ်ပြီးအာဖဂန်နစ္စတန်နိုင်ငံရဲ့ပြည်ထနာတော်တော်များများကိုတနေရာထဲမှာလက်တွေ့ကျကျဆွေးနွေးဆုံးဖြတ်တဲ့နေရာလေးဖြစ်ပါတယ်။ဒါကြောင့်ဒီအစည်းအဝေးပွဲကြီးရဲ့အကြီးအကဲတွေကိုစီယုံပြီးအကူအညီတောင်းလိုက်ရင်အကျဉ်းသားလေးလဲစရာမလိုပဲဒဇက်ကန်တွေပြလွတ်နိုင်မှာဖြစ်လို့အကြီးအကဲတွေကိုတာရောက်တွေ့ဆုံဖို့ NIS ကလူတစ်ယောက်ကိုစီလွတ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ထိုလူကတော့ဖတ်တဲ့ရှိဖြစ်ပြီးဖာရှူတွန်လို့အမည်ရတဲ့လူမျိုးစုရွာကိုသူခေါ်ခဲ့တဲ့စကားပြန်ကာရှင်းစုသူနဲ့တွားနေပါတယ်။ရွာကိုရောက်တော့ဖတ်တဲ့ရှိဟာအစည်းအဝေးခေါင်းဆောင်တစ်ယောက်နဲ့တွေ့ဆုံပြီးကိုရီးယားစေတနာဝန်ထမ်းတွေပြန်ပွေးဆက်ခံထားရတာဖြစ်လို့လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်းပြောနေချိန်အရာရှိကြောင်တို့ရောက်ရှိလာကြပါတယ်။အရာရှိကြောင်လည်းအကြီးအကဲတွေနဲ့လက်ဆွဲနှုတ်ဆက်ကကိုရီးယားအစိုးရကိုစားပြုအဖြစ်သူ့ကိုယ်သူမိတ်ဆက်ပြီးအိမ်ထဲဝင်ဖို့ဖိတ်ခေါ်ခံလိုက်ရပါတယ်။အကျဉ်းသားလွှတ်ပေးတဲ့နီလန်မဖြစ်နိုင်တော့တာကြောင့်ဂျီဂါအစည်းအဝေးကသာသူတို့ရဲ့မျှော်လင့်ချက်ဖြစ်တယ်လို့အကြီးအကဲတွေနဲ့ယင်းနှီးအောင်ကြိုးစားပြီးအကူအညီတောင်းရမှာဖြစ်ပါတယ်။15နိုင်သာကျန်တော့တဲ့ဒဇက်ကန်တွေကိုစိတ်ပူနေတဲ့အရာရှိကြောင်နဲ့ဖတ်တဲ့ရှိတို့ဟာဖာရှူတွန်လူမျိုးစုတွေရဲ့ပျော်ပွဲမှာယင်းနှီးမှုရရှိအောင်သူတို့ပြောသမျှကိုလိုက်လျော်ပြီးလုပ်ပြီးနေကြပါတယ်။ဖော်ရည်ပြနေတဲ့ကြောင်တို့နှစ်ယောက်ကိုအကြီးအကဲကအကူအညီပေးဖို့အဆုံးဖြတ်လိုက်ပါတယ်။နောက်နေ့မနက်အကြီးအကဲကဒဇက်ကန်တွေဘေးကကင်းနဲ့အိမ်ပြန်ရောက်စီရမယ်ဆိုပြီးဂတိပေးတာကြောင့်ကြောင်ဖတ်တဲ့ရှိနဲ့ဇက်ကန်ပြန်တို့ကဝမ်းသာအားရဖြစ်နေကြပါတယ်။အခြေအနေတွေကအဆင်ပြေတော့မဲ့အချိန်မှာပဲတောင်ကိုရီးယားသတင်းဌာနတစ်ခုမှဒဇက်ကန်တွေအကြောင်းကိုဓာတ်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တစ်ခုပြုလုပ်ခဲ့တာကြောင့်ပြန်ပေးဆွဲခံထားရတဲ့သူတွေဟာစေနာဝန်ထမ်းတွေမဟုတ်ပဲမရှင်ဆောင်ရွက်သူတွေဖြစ်နေမှစီဝေးအကြီးအကဲနဲ့တာလီဘန်တွေတို့ကပါသိသွားကြပါတယ်။လိန်ညာခံလိုက်ရတဲ့အကြီးအကဲကအယူလို့ခံရတယ်လို့ဖြစ်သွားတာဖြစ်လို့ဒေါသအကြီးကြီးထွက်သွားပြီးကုညီဖို့ကိစ္စဖျက်သိမ်းလိုက်တာကြောင့်ဂျောင်နဲ့ဖတ်တဲ့ရှိတို့ကခေါင်းကြီးရပြီပဲဖြစ်ပါတယ်။ဂျီကအစီအစဉ်ပြတ်သွားပြီဖြစ်ကြောင်းဝန်ကြီးထံသို့အစီရင်ခံနေတဲ့ဂျောင်တို့ဟာဌာနထံသို့ပြန်လာနေချိန်ဖတ်တဲ့ရှိစီကိုဖုံးဝင်လာပြီးရှာဖွေလမ်းတစ်ခုမှာအာရှတိုက်သားအလောင်းတစ်ခုတွေ့ထားကြောင်းပြောနေလို့တွားရောက်စစ်ဆေးကြည့်လိုက်တဲ့အခါကိုရီးယားဒဇက်ကန်တွေကတယောက်ဖြစ်နေပါတယ်။ဒီလိုနဲ့ပြန်ပွေးဆွဲမှုဟာ9ရက်မြောက်နေ့ကိုရောက်လာတဲ့အချိန်မှာတော့ဌာနထံဗီဒီယိုတစ်ခုရောက်လာပြီးဖွင့်ကြည့်လိုက်တဲ့အခါဒဇက်ကန်တွေကအဆင်ပြေပြေရှိနေကြောင်းပြောနေပေမဲ့အကောလုံးကတာလီဘန်တွေရေးထားတဲ့အတိုင်းပြောနေကြတာဖြစ်ပါတယ်။နောက်ပြီးအကြမ်းဖက်တာလီဘန်တွေကနောက်ထပ်ဒဇက်ကန်တွေမသိခိုင်းစီခြင်းရင်တခြားနီလန်းတွေသုံးမနေပဲသူတို့ပြောတဲ့အတိုင်းအကျဉ်းသားတွေကိုသာလွတ်ပေးဖို့ပြောကနောက်ထပ်အချိန်24နာရီပေးလိုက်ပါတယ်။စိတ်ညစ်စွာအရက်တောက်နေတဲ့အရာရှိကြောင်ကိုနောက်ဆုံးနီလန်းဖြစ်တဲ့ဓာတ်ရိုက်တွေ့ဆုံညှိနှိုင်းဖို့ဖတ်တဲ့ရှိကတိုက်တွန်းပေမဲ့ဂျောင်ကမဖြစ်နိုင်ကြောင်းပြောပါတယ်။တန်တမန်တယောက်ကတာလီဘန်တွေနဲ့တခုံနဲ့ထိုင်ပြီးညှိနှိုင်းလိုက်ပြီးပြန်ထွက်လာတာနဲ့အဲ့ဒီနိုင်ငံဟာတန်တမန်ရေးရအရာအကြီးမားဆုံးအရှုံးကိုခံလိုက်ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မသွားနိုင်ဘူးညင်းနေတဲ့အရာရှိကြောင်ကိုလက်ခလက်ထောင်ပြလိုက်တဲ့ဖတ်တဲ့ရှိကသူ့ကိုလှုပ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ဒီလောင်းနဲ့သာအိမ်ပြန်လိုက်ဖို့ခက်ချီချီပြောလွတ်လိုက်ပါတယ်။ရေချိုးနေတဲ့ဖတ်တဲ့ရှိထံသို့အဒလာလို့အမည်ရတဲ့အမေရိကန်နိုင်ငံသားပွဲစားတစ်ယောက်ရောက်ရှိလာပြီးဒေါ်လာ30ပေးရင်အကျဉ်းသားတွေကိုသူထုတ်ပေးနိုင်ကြောင်းပြောနေလို့အရာရှိကြောင်တို့စီခေါ်ဆောင်သွားလိုက်ပါတယ်။အဒလာကထောင်ချောင်းတွေကိုပူပေါင်းပြီးအကျဉ်းသားလေးလက်မှုတွေပြုလုပ်၍တာလီဘန်တွေနဲ့အနှဲငယ်ရင်းနှီးပြီးဒဇက်ကန်တော်တော်များများကိုလည်းကဲခဲ့ကြောင်းဖတ်တဲ့ရှိကရှင်းပြနေပါတယ်။သို့တော့ဒီလိုပုံစံနဲ့လူလင်ပွဲစားတွေများတာကြောင့်အရာရှိကြောင်ကအဒလာကိုအာဖဂန်နိုင်ငံသားလည်းမဟုတ်ပဲနဲ့ဘာလို့ဝင်ပါနေရတယ်လို့မေးလိုက်တဲ့အခါကိုရီးယားနိုင်ငံသားတွေကိုသူတို့မိသားစုနဲ့ပြည်စုံစေခြင်းကြောင်းအသက်မပါတဲ့ပုံစံနဲ့ပြောနေလို့အရာရှိကြောင်ကတန်တရားဝင်သွားပြီးအရင်ဆုံးစစ်စေတင်ကြောင်ဒူးဝင်ကြီးကိုပြောနေချိန်ဖတ်တဲ့ရှိကစစ်စေဖို့အချိန်မရှိတော့ကြောင်စောရကားတက်ပါတယ်။ဒီလိုနဲ့တယောက်နဲ့တယောက်ရင်းခုန်နေကြချိန်အဒလာကဒဇက်ကန်ကိုဖုန်းဆက်ပြီးတက်တည်ပြလိုက်တာကြောင့်အကလုံးယုံကြည်သွားကြပါတယ်။မျောလင်းချက်လေးပေါ်လာပြီးဖြစ်လို့အဒ
လာအတွက်အမေရိကန်ဒေါ်လာ30စီစဉ်ပေးပြီးအကျဉ်းသားတွေကိုလည်းတွားရောက်ခေါ်ဆောင်ခဲ့ပါတယ်ထို့အချိန်အရာရှိကြောင်ကသူ့လက်ထောက်အားလူရမရဆိုပြီးအဒလာရဲ့နောက်ကြောင်ရာဇဝင်ကိုစစ်ဆေးခိုင်းထားပြီးအဖြေထွက်လာတဲ့အချိန်မှာတော့အဒလာဆိုတဲ့အမည်နဲ့ပွဲစားကတိတ်ဆုံးကြောင်ပြသနေတာဖြစ်လို့အခုဂျောင်တို့နဲ့စကားပြောနေသူဟာလူလိမ်ဖြစ်ပြီးကျင်းသားတွေဟာလည်းအတူရောင်ဖြစ်နေမှသိသွားကြပါတယ်ဒုဝင်ကြီးကဂျောင်တို့ကိုဖုန်းဆက်၍လူလိမ်နေမှပြောနေချိန်မှာပဲတနက်နဲ့ချိန်ခံလိုက်ရပြီးထွက်ပြေးသွားတဲ့လူလိမ်တွေကိုဖတယ်ရှိကခေါ်ခဲ့တာဖြစ်လို့သူကိုယ်တိုင်မရမကလိုက်ပြီးပတ်ဆက်နေပြန်ယူလာရန်ခဲ့ပေမဲ့တာလီဘန်တို့ပေးထားတဲ့အချိန်ကိုတော့ဖြုံးမိသလိုဖြစ်သွားခဲ့ပါတယ်ဘယ်လိုမှအဆင်မပြေဖြစ်နေလို့ဌာနကလူတွေအားလုံးစိတ်ညစ်နေချိန်တာလီဘန်တို့စီကဖုန်းဝင်လာပြီးတတ်မှတ်ချိန်ပြည့်သွားပြီဖြစ်ကြောင်းပြော၍ဒဇကန်နောက်တစ်ယောက်ကိုတပ်ပစ်လိုက်တဲ့တနက်တန်ကြောင်အားလုံးထိတ်လန့်သွားခဲ့ကြပါတယ်နောက်ပြီးတောင်းဆိုချက်ကိုမလိုက်ရောရင်နောက်ထပ်24နာရီတိုင်းမှာတယောက်ချင်းစီကိုဆုံးရှုံးရမှာဖြစ်ကြောင်းတတိပေးလိုက်ပါတယ်ဒဇကန်သေဆုံးမှုဟာ2ဦးအထိရှိလာပြီဖြစ်လို့ကိုရီးယားဝန်ကြီးချုပ်ကိုယ်တိုင်အာဖဂန်သို့ရောက်ရှိလာပြီးလုံနေကြဗျူဟာတစ်ခုဖြစ်တဲ့အမေရိကန်စစ်တပ်နဲ့ပူးပေါင်း၍ဝင်ရောက်ပစ်ခတ်ဖို့လုပ်ပါတယ်။သို့ပေမဲ့တစ်ဖက်ကတာလီဘန်လို့ခေါ်တဲ့အကြမ်းဖက်သမားတွေကိုနှစ်နဲ့ချီတိုက်စစ်ဆင်ခဲ့တဲ့အမေရိကန်ကတော့မအောင်မြင်သေးတာကြောင့်အခုလိုတွေဆက်လုပ်နေရင်ဒဇက်ကန်တွေအန်ဒီရဲ့များတာဖြစ်တဲ့အတွက်အရာရှိကြောင်ကကန့်ကွက်ခက်ပေမဲ့စိတ်လျှော့ပြီးအင်ကိုသာပြန်လိုက်ဖို့ဝန်ကြီးချုပ်ကအမိန့်ပေးလိုက်ပါတယ်။လှုပ်ချင်စိတ်ပျောက်သွားတဲ့အရာရှိကြောင်ကဟိုတယ်မှာအဝတ်စားတွေတိမ့်နေချိန် TV အစီအစဉ်တစ်ခုမှာဒဇက်ကန်တွေရဲ့ကျရင်မိသားစုတွေဟာပူဆွေးတော့ကရောက်နေတာကိုတွေ့လိုက်ရပြီးနောက်ဆုံးအခွင့်အရေးအနေနဲ့တောင်ကိုရီးယားသမ္မတရဲ့အတွင်းရေးမှူးအားဖုန်းဆက်၍ဓာတ်ရိုက်ညှိနှိုင်းဖို့တောင်းဆိုခဲ့ပေမဲ့ဝန်ကြီးအမိန့်ကိုသာနာခံဖို့အတွင်းရေးမှူးကပြန်ပြောလိုက်ပါတယ်။ထို့နောက်စိတ်လျှော့ပြီးလေစိတ်ဖို့သွားနေစဉ်ဓာတ်လီကားစောင့်နေတဲ့အရာရှိကြောင်ကသူခဏလေးတင်ပြောခဲ့တဲ့ဖုန်းမှာအတန်မီလာတာကြောင့်အပြေးအလွှာသွားရောက်ဖြေဆိုလိုက်တဲ့အချိန်တောင်ကိုရီးယားသမ္မတကိုယ်တိုင်ကဖြစ်ပြီးဓာတ်ရိုက်ညှိနှိုင်းဖို့ကိစ္စဖြစ်နိုင်လားလို့မေးနေတာကြောင့်အရာရှိကြောင်ကသူ့အသက်နဲ့ယဉ်ပြီးလောက်ရမှာဖြစ်ပေမဲ့နောက်ဆုံးအခွင့်အရေးဖြစ်လို့တစ်ခေါက်လောက်တော့ကြိုးစားကြည့်မယ်လို့ပြန်ပြောလိုက်ပါတယ်။တာလီဘန်တွေကိုဓာတ်ရိုက်ညှိနှိုင်းဖို့စာပို့လိုက်တဲ့အရာရှိကြောင်ကဝန်ကြီးချုပ်ကနိုင်ငံရေးနဲ့မဆိုင်တဲ့ကိစ္စကိုအားလုံးထက်ပိုသိတဲ့လူကဘာကြောင့်လုပ်ခဲ့တာလဲလို့မေးခွန်းထုတ်နေတာကြောင့်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဓိကတာဝန်တွေကတကူဖြစ်တဲ့ပြည်သူကိုကာကွယ်ဖို့ကသာအဓိကဖြစ်ကြောင်းပြန်ဖြေလိုက်ပါတယ်။တာလီဘန်တွေနဲ့ဓာတ်ရိုက်သွားရောက်ညှိနှိုင်းဖို့အတွက်လိုအပ်တဲ့လုံခြုံရေးနဲ့တာလီဘန်ဘက်ကညှိနှိုင်းသူရဲ့အချက်လက်တွေစုဆောင်ပြီးလိမ်လည်မှုလောင်စာမှုတွေကြောင့်အချုပ်ကျနေတဲ့စကပြန်ကာရှင်းဆိုသူကိုဖတ်တဲ့ရှိကတွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။ပြန်ပေးဆွဲမှု10ရက်မြောက်နေ့မှာတော့အစင်သစ်ဖြစ်နေတဲ့အရာရှိကြောင်ဟာတာလီဘန်တွေကသူ့ကိုမကြောက်တော့ဘူးထင်မှဆို၍ကြီးကမိုးချင်ကြောင်ပြောနေလို့ဖတ်တဲ့ရှိကကြီးကာကိုသူ့ကိုယ်တိုင်ဝတ်ပေးလိုက်ပြီးမာနာကကြီးစံကိုမကာကွယ်နိုင်ကြောင်းပြောလိုက်ပါတယ်။ဘာတွေဆက်ဖြစ်မလဲမှမသိတဲ့အခြေအနေတွေကြုံလာရတော့မှဖြစ်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်ဂရုစိုက်ဖို့မှားနေကြပါတယ်။ဒီလိုနဲ့တာလီဘန်တွေချင်းဆိုတဲ့နေရာကိုရောက်ရှိလာတဲ့အချိန်မိသားစုကိုဖုန်းမဆက်တာအဆင်ပြေရလားဆိုပြီးအရာရှိကြောင်ကိုမေးလိုက်တဲ့ဖတ်တဲ့ရှိကသူအားအကြရဆုံးလူကပြန်ဖို့အိမ်ရှိတဲ့လူပဲလို့ပြန်ပြောလိုက်ပါတယ်။ထို့အချိန်တာလီဘန်တို့ဘက်ကညှိနှိုင်းသူနဲ့စကားပြန်2ယောက်ကိုသာခေါ်ဆောင်သွားမှဖြစ်ကြောင်းပြောတာဖြစ်လို့အရာရှိကြောင်နဲ့ကာစင်းတို့ပဲလိုက်သွားခဲ့ကြပါတယ်။ညှိနှိုင်းမဲ့နေရာရောက်တော့တာလီဘန်ခေါင်းဆောင်တယောက်ဖြစ်တဲ့ဇာဘီဆိုသူနဲ့တွေ့ဆုံခဲ့ပြီးအရာရှိကြောင်ကတောင်ကိုရီးယားကိုစားပြုအနေနဲ့လာခဲ့တာဖြစ်လို့ဇာဘီကိုလည်းတာလီဘန်တွေရဲ့လုံပိုင်ခွင့်ရှိသူဖြစ်ကြောင်းတတိပြတဲ့အနေနဲ့ညှိနှိုင်းမှုမလုပ်ခင်ဒဇက်ကန်2ယောက်ကိုအရင်လွတ်ပေးခိုင်းလိုက်ပါတယ်။ဇာဘီလည်းသူတို့ကိုကွယ်တဲ့အလာရဲ့လက်ဆောင်ပစ်တယ်လို့ဆိုကဒဇက်ကန်2ယောက်ကိုလွတ်ပေးလိုက်ပြီးသူတို့တောင်းဆိုမှုကိုရောလုပ်ပေးမလားလို့မေးလိုက်တဲ့အချိန်ခဏတာမင်းသက်သွားတဲ့အရာရှိကြောင်ကအကျဉ်းသားလွတ်ပေးဖို့အစီအစဉ်မရှိကြောင်းတဲ့တို့ပြောလိုက်ပါတယ်။တာလီဘန်တွေရဲ့ဒေါသကိုဆွတ်တလို့ဖြစ်သွားတာကြောင့်ဒဇက်ကန်မိန်းကလေးတယောက်ကိုတတ်ဖို့လုပ်နေချိန်တောင်ကိုရီးယားအစိုးရကိုဖျောက်ဖျားကြည့်မယ်ဆိုပြီးအရာရှိကြောင်ကပြောလိုက်ပါတယ်။ထို့နောက်ဝန်ကြီးချုပ်ထံသို့ဖုန်းဆက်ပြီးအကျဉ်းသားအယောက်300ကိုဒီညနေအမီလွတ်ခိုင်း၍မလိုက်ရောပါကတနိုင်တိုင်းမှာဒဇက်ကန်တယောက်ဆုံးရှုံးရမှာဖြစ်ကြောင်းသတင်းပို့လိုက်ပါတယ်။မဖြစ်နိုင်တာကိုတောင်းဆိုတဲ့အတွက်ဝန်ကြီးချုပ်ကအမေရိကန်စစ်တပ်နဲ့စစ်စင်ရေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ထို့နောက်အရာရှိကြောင်တို့ရဲ့ခေါင်းပေါ်မှာအမေရိကန်လေယာဉ်တွေကဘုံကျဲချနေပြီးဖြစ်၍ဒီနေရာကိုရှာနေတာကြာပြီးဖြစ်ပြီးအခုလုံးနေတာတွေဟာညှိနှိုင်းဖို့အတွက်မဟုတ်ပဲစစ်စင်ရေးအတွက်သာဒီနေရာကိုရောက်ရှိနေကြောင်းအရာရှိကြောင်ကချိန်ချောက်လိုက်ပါတယ်။ထို့ကြောင့်လူနည်းစုကိုလှုပ်ပေးုံနဲ့ခေါင်းဆောင်စားပြီးဟာသူ့ရဲ့လူတွေဖြစ်တဲ့တာလီဘန်အမြောက်အများကိုကယ်နိုင်မှာဖြစ်ပြီးတကယ်လို့လှုပ်မပေးရင်အရာရှိကြောင်တို့အပါအဝင်အကောလုံးတိတ်ဆုံးရောက်မှာဖြစ်ကုန်တာကြောင့်နှစ်ဦးနှစ်ဖက်အဆင်ပြေစေမဲ့ငွေနဲ့သာညှိနှိုင်းကြဖို့အရာရှိကြောင်ကရှင်းပြပါတယ်။ဘုံတွေဆက်တိုက်ကျဲချနေတာကြောင့်တာလီဘန်ခေါင်းဆောင်စားပြီးကလက်ရှိအမေရိကန်ကိုကူညီနေတဲ့ကိုရီးယားတပ်တွေကိုတလအတွင်းအာဖဂန်ကထွက်သွားခိုင်း၍အမေရိကန်ဒေါ်လာ150တောင်းခဲ့ပေမဲ့အရာရှိကြောင်မှာတော့120သာဖြစ်နိုင်ကြောင်းပြောကညှိနှိုင်းမှုကြီးပြီးဆုံးသွားခဲ့ပါတယ်။ဒဇက်ကန်2ယောက်တည်ဆုံ၍ကျန်21ယောက်ကိုအသက်ရှင်လျက်ခေါ်ဆောင်နိုင်ခဲ့ပေမဲ့တွားရောက်ပို့ဆောင်တဲ့တာလီဘန်တွေကသူတို့အနေနဲ့ကင်းစွာပြန်နိုင်ဖို့အတွက်လူတစ်ယောက်နေခဲ့ရမယ်ဆိုပြီးပြောတာကြောင့်ဖတ်တဲ့ရှိကဂျောင်တို့ကိုနှုတ်ဆက်ပြီးတယောက်ထဲသာကျန်နေခဲ့ပါတယ်။တောင်ကိုရီးယားသို့ပြန်ရောက်လာတဲ့အခါအရာရှိဂျောင်တို့ဟာညှိနှိုင်းမှုတွေကိုအသက်နဲ့ရင်းပြီးပြုလုပ်ခဲ့ပေမဲ့အစိုးရကတော့ဒီကိစ္စတွေအကုန်လုံးကိုလျှို့ဝှက်ထားမှဖြစ်တာကြောင့်စာချုပ်မှာဂျောင်နဲ့ဒူးဝင်ကြီးတို့ကိုလက်မှတ်ထိုးခိုင်းခဲ့ပါတယ်။သတင်းအစီအစဉ်မှာတော့အမည်မဖော်လိုသူတယောက်ကဒဇက်ကန်21ယောက်ကိုကယ်တင်လိုက်ကြောင်းထုတ်လွှင့်နေပြီးဘာမှပြန်မရလိုက်တဲ့ဂျောင်ကတော့ပြည်သူ
သူတွေဘေးကင်းစွာပြန်လာနိုင်တာကိုပဲတွေးပြီးဝမ်းသာပီတိဖြစ်နေပါတယ်။3 လအကြာမှာတော့နိုင်ငံရေးတွေနဲ့အလှုပ်ရှုပ်နေစေဖြစ်တဲ့အရာရှိကြောင်ထံသို့ဖုန်းတကောဝင်လာကဖတ်တဲ့ရှိထံကဖြစ်ပြီးအဆင်ပြေတာတိလို့ဝမ်းသာနေတဲ့ကြောင်ကပြန်စရာအိမ်မရှိတဲ့လူဆိုတာလောကမှာမရှိကြောင်ပြော၍တယောက်နဲ့တယောက်အစ္စလမ်ဘာသာနဲ့နှုတ်ဆက်လိုက်ကြပါတယ်။